အားလုံးပဲမင်္ဂလာဗျဖုတ်ဘောကို YouTube Facebook နဲ့ TikTok channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတင်ဆက်ပေးမယ့်ပွဲစဉ်လေးကတော့ကျွန်တော် Arsenal အသင်းနဲ့ရက်မတ်ထွေအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့ပုံမှန် Asian Arsenal အသင်းကlevel 65ရှုံးပေးထားပြီးတော့ဒီဂိုးပေါင်းသေးဆိုလို့ရှိရင်လည်း2 minute 100ပေါ့နော်နှလုံး100ရှုံးပေးထားတဲ့တွေ့ရတယ်ဒီနေ့ပုံမှန်ဥစားပထမပြောချင်တာကဗျ The Sun သတင်းစာတို့ The Guardian သတင်းစာတို့ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်ဒီနေ့ပုံမှန် Bukayo Saka ကပြန်လည်ပြီးတော့ပါဝင်လာမယ်ပေါ့နော် Arsenal အသင်းနဲ့ဝမ်းသာစရာသတင်းကောင်းတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယအနေနဲ့ကျွန်တော် Arsenal အသင်းမှာဆိုလို့ရှိရင်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Gabriel Jesus တို့Kai Havertz တို့လည်းကျွန်တော်လွှဲချော်မယ်လို့သိရတယ်ပြီးတော့ Tomiyasu လည်းလွှဲချော်မယ်လို့ကျွန်တော်တို့ဒီ Topsport ဒီဖုတ်ဘောဒီသတင်းစာတစ်ခုကနေကျွန်တော်တို့တွေ့ရှိရတယ်ဗျပြီးသွားလို့ရှိရင်ကျွန်တော်ပြောချင်တာရက်မထွေပေါ့နော်ရက်မထွေမှာဆိုလို့ရှိရင်ဒါတိုက်စစ်ပိုင်းရန်အာတန်နေဘာလို့အာတန်လဲဆိုတော့ဒါဗီနီယက်ဂျူနီယာတို့ဒါကီလီယန်အဘာဘေးတို့လည်းရှိတယ်ပြီးသွားလို့ရှိရင်ကွက်လန်မှာဆိုလို့ရှိရင်ဂျူပါလင်ကန်လည်းရှိရပေါ့နော်ပြီးတော့ဒီမှာရက်မထွေအတွက်ဝမ်းသာစရာတစ်ခုကြားရတာတော့ကျွန်တော်တို့ဗျာဒီကော်တိုဝေးကကျွန်တော်ပြန်ပြီးတော့ပါဝင်လာမယ်လို့ကျွန်တော်တို့ဗျာ The Standard တိုင်းကကျွန်တော်ဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော် Arsenal ရဲ့ကြေးဖွင့်မှုအနေထားပေါ့နော် Arsenal ရဲ့ကြေးဖွင့်မှုအနေထားကျွန်တော်ပြောချင်တာကဗျာ Arsenal ကဒီ PFP နဲ့တော့ကျွန်တော်တို့ဒီပောက်ခဲ့တဲ့ဒီ body ကြေးအနေထားရဒီlevel 65ဆိုတဲ့ကြေးကကျွန်တော်မြင့်မထက်တဲ့ပွဲမှာကျွန်တော်တိတ်မများဘူးဆိုပေမဲ့ကျွန်တော်စဉ်းစားစရာတစ်ခုကရှိလာပြီဘာရှိလာလဲဆိုတော့ဒီ Arsenal ဟာတွေ့ရမှာဒီလက်ရှိချန်ပီယံ UM မထက်ပေါ့နော်ဒီတစ်ခုလေးကိုကျွန်တော်တို့မေးလို့မဖြစ်ဘူးဒီနေ့မှာ Bukayo ကကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက် emotional ဘိုင်းကိုကျွန်တော်တို့ဒီတော်တော်များများသုံးပြီးတော့လှည့်စားထားတဲ့ကြေးလို့ကျွန်တော်မြင်မိတယ်ဒီကစားသမားတွေရဲ့ mental ဘိုင်းတော့ကစားသမားတွေ mental ဘိုင်းကိုတွားမယ်ဆိုလို့ရှိရင်ကစားသမားတွေ emotional ဘိုင်းမှာဆိုလို့ရှိရင်ဒီ UM မထက်ကဒီ La Liga ရှုံးပွဲကြောင့်ကျွန်တော်စိတ်သက်ပိုင်းရပါတော့နည်းနည်းစိတ်သက်ပိုင်းအားနည်းနေရတွေ့ရတယ်ပြီးလို့ရှိရင်ဒီကစားသမားတွေ chemistry မိမှုအနေထားပါတော့အဲ့ဒီပွဲမှာဆိုလို့ရှိရင်တော်တော်ဆိုးဆိုးဝါးမြင်ရတယ် Arsenal အနေနဲ့ကလည်းဒီကောင်းမွန်တဲ့ရှာလက်တွေပိုင်ဆိုင်ထားရဆိုပေမဲ့လေနော်ကျွန်တော်တို့က Arsenal ကိုလည်းကျွန်တော်တို့တိတ်ပြီးအရင်တိတ်မကြိုက်ဘူးဗျာဒီနေ့မှာကျွန်တော်ထူးထူးခြားခြားကျွန်တော်ပြောချင်တာကဗျာကျွန်တော် Ancelotti ပေါ့နော်ရက်မထက်နေပြ Ancelotti ကဒီပထမအကြော့ဒီအဝေးကွင်းပွဲစဉ်တွေမှာသူ့ရဲ့ချင်းကပ်ပုံအရဆိုလို့ချင်းသူကဒီဘယ်လိုပြောမလဲပွဲကိုသူထိမ့်ပြီးတော့ကစားခြင်းတဲ့အနေအထားမျိုးရှိရဒီ Arsenal အနေနဲ့ကလည်းအိမ်ကွင်းဘက်မှာမဖြစ်မနေအနိုင်ရဖို့သူကြိုးစားမှာဒါပေမဲ့ attacking ဘိုင်းမှာသူကလုံးဝဒီတိုက်စစ်ကစားသမားတွေရောပေါ့နော်ဂိုးသွင်းနိုင်စွမ်းရည်နည်းနည်းပါထက်တွက်အနေထားရှိရဗျာဒီနေ့ပွဲမှာကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအာရှကြေးတွေယူရိုကြေးတွေကျွန်တော်တို့အခြေခံမယ်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော်အခြေခံမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကစားသမားတွေတန်ရရှိမှုအခြေအနေဒီဝင်းအခြေအနေတွေအားလုံးအခြေခံပြီးတော့ကျွန်တော်ရွေးချယ်ပေးခြင်းလို့ရှိရင်တော့ကျွန်တော်ရဲ့ရွေးချယ်မှုကတော့ကျွန်တော်ဒီ Arsenal ကိုအောက်နဲ့Real Madrid ကိုကျွန်တော် Real Madrid body ကျွန်တော်သဘောကျတယ် Real Madrid ဝင်းနဲ့ Arsenal ကိုအောက်ပေါ့နော်ဒီနှစ်ခုကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးမြတ်